နေထိုင်ရန်နေရာမေးမြန်းရာတွင်ပြောဆိုပုံ12မျိုး 12 phrases for asking about accommodation. အခန်းလို့ရှိပါသလား Do you have any available rooms? တညကိုဘယ်လောက်ကျပါသလဲ How much is the room per night? ဈေးသက်သာတဲ့အခန်းရှိပါသလား Do you have a cheaper room? အခန်းဝင်ချိန်အခန်းထွက်ချိန်ဘယ်အချိန်တွေပါလဲ What is the check-in and check-out time? Wi-Fi အခမဲ့ရနိုင်ပါသလား Is there free Wi-Fi? အခန်းလေးအရင်ကြည့်လို့ရမလား Can I see the room first? အခုလိုတိုးတက်လာတဲ့ခေတ်ကြီးထဲမှာကိုသိကျင်တာတက်ချင်တာတွေကိုအင်တာနက်သုံးပြီး YouTube တို့ Google တို့ကနေအလွယ်တကူလေ့လာလို့ရနေပါပြီ။ဒါပေမဲ့အဲ့လိုအလွယ်တကူလေ့လာသင်ယူဖို့တော့အင်္ဂလိပ်စာကိုတက်မြောက်ထားဖို့လိုတာပေါ့။ကိုလိုတာတွေရှာလို့ရမယ်အရာတွေကအဆင်သင့်ဖြစ်နေပြီ။ဘယ်လိုရှာရမလဲမသိနေ။အိမ်တကားပေါက်ကြီးမြင်နေရပြီးတော့ပြောက်နေသလိုအားမလို့အားမရဖြစ်နေရမှာပါ။တချို့လည်းနိုင်ငံခြားထွက်ဖို့ပြင်ဆင်နေကြတယ်။တချို့လည်းရုတ်တရက်နိုင်ငံခြားထွက်သွားကြတယ်။ကိုနိုင်ငံရောက်မှဘယ်အလုပ်ကဝင်ငွေပိုရတယ်တိပါရဲ့နဲ့ဘာသာစကားအခက်ခဲကြောင့်ရှေ့ကိုရောက်တဲ့တလောက်မရောက်ပဲအားမလို့အားမရဖြစ်နေကြရတယ်။အောင်မြင်ရေးတော့ချက်လိုတောင်ဆိုလို့ရမယ်အင်္ဂလိပ်စာကိုပိုင်နိုင်တက်မြောက်ထားရင်ကိုကသူများထက်ရှေ့ကိုအများကြီးအရှိန်နဲ့ရောက်သွားမှာပါ။အဲ့လိုအရှိန်နဲ့အောင်မြင်ခြင်းတဲ့သူတွေအတွက် English Basic 4 Skills Class ကိုဖွင့်လိုက်ပါပြီ။သင်တန်းကြီးကတော့တဦးချင်းစွန်းဖြင့် face to face သင်မယ်ဆိုရင်တစ်လကို9000ကျပ်ကျတင်မှာဖြစ်ပြီးအဖွဲလိုက်ဆုံးဖြင့်တင်မယ်ဆိုရင်တဦးကိုတစ်လတင်တန်းကြီး9000ကျပ်ကျတင်မှာဖြစ်ပါတယ်။တစ်ရက်ကိုတစ်နာရီနဲ့တစ်ပတ်ကို4ရက်တင်ပေးမှာဖြစ်ပါတယ်။ညီသည့်အသက်အရွယ်မဆိုအချိန်ညှိပြီးတင် जा ပေးပါတယ်။အခန်းမှာလေအေးပေးဆက်နဲ့ရေဘူးရှိလား Does the room have air conditioning and hot water? ကျွန်တော်3ညနေချင်ပါတယ် I'd like to stay for 3 nights. credit ကတ်နဲ့ပေးလို့ရလား Do you accept credit cards? ဈေးနည်းနည်းလျှော့ပေးပါလား Can you lower the price a little? ဒီအခန်းကိုကြိုတင် booking လုပ်လို့ရမလား Can I book this room in advance? မနက်စာပါပြီးသားလား Is breakfast included?